BGA Home Painting ဒီမှာလိုက်ပါနော်ဆေးမှန်လို့ပြောလိုက်တာကြောင့်တချို့ကကျွန်တော်ကိုမေးကြတယ်ဆေးမှန်ဆိုတာဘာကိုပြောတာလဲတဲ့လူကြီးမင်းတို့နားရှင်းအောင်ပြောပြရရင်တော့ဆေးမှန်ဆိုတာအင်ရှင်တထေးနှစ်သက်တဲ့ဆေးအယောင်ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်ဥပမာအိမ်ရဲ့အတွင်းပိုင်းရောအပြင်မှာပါအောက်ခံဆေးတုပ်ပြီးပြီဆိုရင်အဲ့ဒီအောက်ခံဆေးရဲ့ပေါ်မှာထပ်ပြီးတုပ်ပေးရမယ့်ဆေးကိုဆေးအမှန်လို့သုံးနှုန်းခေါ်ဆိုခြင်းဖြစ်ပါတယ်ခင်ဗျာဒါကတော့အိမ်ရဲ့အတွင်းပိုင်းမှာမျက်နှာကျက်ဆေးနဲ့နံရံဆေးတုပ်နေခြင်းပဲဖြစ်ပါတယ်ခင်ဗျာအိမ်ရဲ့အတွင်းပိုင်းမျက်နှာကျက်ဆေးနှစ်ထပ်နဲ့နံရံဆေးနှစ်ထပ်တုပ်ပြီးသွားတဲ့အနေအထားလေးပါခင်ဗျာအတွင်းနံရံဆေးတုပ်ပြီးပြီဆိုတော့နံရံရဲ့အောက်ခြေမှာခြေစင်းများကိုစီဆေးတုပ်ဖို့ရန်အတွက်ပတ်တီးရိုက်နေတဲ့အပိုင်းဖြစ်ပါတယ်ဒါကတော့နံရံရဲ့ခြေစင်းများမှာပတ်တီးနှစ်ကုတ်ရိုက်ကောပတ်စားပြီးစီစင်းနှစ်ထပ်တုပ်ထားတဲ့အနေအထားလေးပါခင်ဗျာ